လုံးပဲမင်္ဂလာပါเนาะဒီမှာကျွန်တော်နာမည်ကတော့ဝေဖြိုးအောင်လို့ခေါ်ပါတယ်ကျွန်တော်တို့ဒါ Facebook ကို Facebook ဖွင့်တဲ့အခါကျလို့ရှိရင် Gmail နဲ့ဖွင့်လို့ရအောင်လို့ပေါ့เนาะကျွန်တော်ဒါ Gmail ဖွင့်နည်းလေးရယ် Facebook ဖွင့်နည်းကိုတွဲပြီးတော့ပြောပြပေးသွားမယ်เนาะအဲ့တော့အဲ့ဒီ Gmail လေးဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ Gmail ဖွင့်ရင်တော့ဒါတော့လူတယောက်မှာပုံစံတစ်မျိုးစီပေါ့ကျွန်တော်တို့ဒီမှာ Gmail ကနေတဖွင့်မယ်တချို့ကျတော့ setting ကဖွင့်တာပေါ့เนาะအဲ့ဒီ Gmail လေးကဖွင့်လိုက်ပြီဆိုလို့ရှိရင်တော့ဒါဘယ်ကိုဆက်သွားမလဲဆိုလို့ရှိရင်ဒီမှာပေါ့နော်ဆက်သွားပြီးဒီမှာဒီຢာလေးကိုနှိပ်မယ်နော်အဲ့ဒါလေးကိုနှိပ်မယ်နော်နှိပ်ပြီးပြီဆိုလို့ရှိရင်ဒါလေးကိုနှိပ်လိုက်မယ်နော်နှိပ်ပြီးရင်ဘယ်ကိုသွားမလဲဆိုတော့ခါကျတော့ဒီမှာ setting ပေါ့နော်ဒီမှာ setting လေးကိုသွားမယ်နော်ဒီမှာ setting လေးကိုသွားမယ်အဲ့ဒါလေးကိုဒီမှာထင်သာမြင်သာကြည့်ရမယ်ဒီမှာပေါ့ setting ပေါ့နော် setting လေးကိုသွားမယ်အဲ့နေရာလေးကိုနှိပ်မယ်အဲ့ဒါလေးကိုနှိပ်ပြီးပြီဆိုဒီမှာနော်ဒီနေရာလေး setting မှာအဲ့ဒါလေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုဆက်သွားမလဲဒီမှာ Google ပေါ့တော့ကိုယ့်ရဲ့အကောင့်ပေါ့နော်ကျွန်တော်အဝိုင်းနဲ့ပြနေကြာနေမှာဆိုလို့အချိန်မလောက်မှာဆိုဒီတိုင်းပဲလိုက်ပြတော့မယ်နော်ဒီမှာအတစ်အကောင့်တစ်ဖွင့်မယ်အကောင့်တစ်ဖွင့်ဒီမှာ Google ကိုဆက်သွားမယ်နော် Google ကိုဆက်သွားတဲ့အခါမှာဒီနေရာလေးမှာ Messenger ကိုတောင်းလိုက်မယ်ဒီလိုဝိုင်းလဲပြီဆိုရင်ဒါက Messenger ရဲ့ဒီမြင်ရမှာမဟုတ်ဘက်ကနော် Messenger ရဲ့ဒါကိုယ့်ရဲ့ pin အပ်ချတာတဲ့အပြင်ကနေပြီးတော့ပေါ့နော်ဒါဖုန်းပြန်ချပြီးတယ်ဒီမှာကျွန်တော်ဖုန်းဖွင့်လိုက်မယ်နော်ဒါ Messenger ရမှာမဟုတ်ဘူးဒီက password နံပါတ်ခံထားတာကိုပြပြီးတာနော်အဲ့ဒါပြီးဒီမှာဒီလိုလေးပေါ်လာပြီးဒီမှာအောက်မှာအကောက်ဖွင့်ရန်အပြောင်စာတန်းလေးရှိတယ်ဒါပြီးရင်ဒါအပေါ်ကဒီမှာကျွန်တော်တို့အတွက်ဆိုတဲ့စာလေးကိုနှိပ်မယ်နော်နှိပ်ပြီးဒီနေရာမှာကိုက Facebook မှာပေးမယ့်နာမည်ပေါ့ဘာနာမည်ပြီးမှကျွန်တော်နာမည်ပေးမယ်လားဝေဖြိုးအောင်ပေါ့နော် WANWPHYO ဖြိုးဝေဖြိုး AUNG အောင်ဝေဖြိုးအောင်နာမည်ပေးပြီးဒီမှာရှေ့ဆက်ရအောင်နှိပ်လိုက်မယ်နော်ရှေ့ဆက်ရအောင်နေပြီးဒီမှာခုနှစ်ထက်မှာပေါ့နော်1990ပြီးလို့ရှိရင်ဒါဒီမှာကဘယ်နှလပိုင်းလဲဆိုတော့6လပိုင်းပေါ့နော်ဒါကျွန်တော်6လပိုင်းရက်ကကျတော့9ရက်နော်ပြီးရှင်ဒါယောက်ျားလေးလားမိန်းကလေးလားအောက်မှာဒီမှာမြားလေးကိုကြည့်နော်မြားလေးကိုရွေးခိုင်းတယ်ရွေးခိုင်းတဲ့ခါမှာဒါအမျိုးသားဆိုအမျိုးသားပေါ့နော်အဲ့တော့နှိပ်ပြီးဒီမှာရှေ့ဆက်ရအောင်ကိုဆက်ပြီးတော့နှိပ်မယ်နော်အဲ့တော့နှိပ်ပြီးတဲ့ခါမှာဒီမှာသူအကောင့်နံပါတ်ကြာလာပြီဒါအကောင့်နံပါတ်ဒီကို Gmail အကောင့်နံပါတ်ပေါ့အဲ့မှာနှစ်ခုကြာလာပြီတဲ့သူဘယ်ဟာကကိုတော့လွယ်ကူလဲပေါ့အပေါ်မှာကWPHYO မှာအပေါ်ကကောင်နေတဲ့ခါအောက်မှာကဖြိုးအောင် W နဲ့เนาะအောက်ကကောင်နေတဲ့မှတ်ကလွယ်မယ်အဲ့တော့ဒုတိယအကွာကောင်လေးနှိပ်မယ်နှိပ်ပြီးတဲ့ခါမှာဒီမှာရှေ့ဆက်ရအောင်ဆက်ပြီးတော့သွားမယ်เนาะအဲ့ဒါပဲဒီမှာ password နံပါတ်ထည့်မယ်เนาะ password နံပါတ်ကကိုရဲ့အစီအပြေတဲ့နံပါတ်ပေါ့မှတ်ကလွယ်တဲ့နံပါတ်ပေါ့ PHYO ဖြိုးရှစ်လုံးထည့်ရမယ်เนาะ PHYO ဖြိုးပေါ့เนาะကျွန်တော်နှစ်ခုထည့်လိုက်မယ်เนาะအဲ့ဒီမှာထည့်လိုက်ပြီเนาะအဲ့တော့သူလက်ခံသွားပြီဒါဆိုရင်ဒါဒီမှာပါဝင်ရန်ကြော်ရန်လည်းနှိပ်လို့ရတယ်เนาะပါဝင်ရန်လည်းနေမှာဒါကိုယ့်ရဲ့အကောက်ပြီးသွားပြီเนาะဝေဖြိုးအောင်ကောက်အောက်မှာ Gmail password ကဖြိုးနေเนาะဒါဆိုရင်ဒါကောက်ဖွင့်လို့ပြီးသွားပါပြီเนาะဒါ Gmail ပွင့်သွားပြီပေါ့ချစ်တော်သူတွေမှာဒါအခု Telegram နဲ့ Play Store down ရမရှိတဲ့သူတွေဆိုရင်ဒီအပိုင်းလေးကိုသူပြအဲ့ဒီအပိုင်းလေးကိုသူဖွင့်လို့ရသွားပြီဆိုလို့ရှိရင်ရပြီเนาะအဲ့ဒါဆိုရင်သူဒီမှာ Gmail ကောက်ပွင့်သွားလိမ့်မယ်เนาะအဲ့ဒါဆိုလို့ရှိရင်เนาะဟုတ်ပြီဒါဆိုရင်တော့ဆက်ပြီးတော့ဘယ်ကိုဆက်သွားမလဲဆိုရင်ကျွန်တော်ကကျွန်တော်ဒီ Facebook ထဲကိုဆက်သွားမယ်เนาะ Facebook ထဲမှာကျွန်တော်တော့ဖွင့်မယ် Facebook ထဲမှာဆိုရင်ဒါကျွန်တော်ရဲ့ Facebook ပေါ့เนาะဒီမှာ Facebook ထဲမှာFacebook ကိုသွားမယ်เนาะသွားပြီဆိုလို့ရှိရင်ဒီမှာ Facebook ထဲကနေပြီးတော့ကျွန်တော်ဒါကို log out နဲ့ထွက်လိုက်မယ် log out နဲ့ထွက်လိုက်ပြီးဆိုတဲ့အခါမှာကျွန်တော်တို့ရဲ့ဒါ Facebook ဖွင့်နေဗီဒီယိုဖိုင်လေးပေါ့เนาะဒီမှာအကောက်ကိုမှာအခြားအကောက်ကိုဝင်ရင်ဒီမှာဘယ်မှမဝင်တော့ဒီမှာအကောက်တစ်ဖွင့်မယ်เนาะ Facebook အကောက်တစ်ဖွင့်မယ်ဒီမှာရှေ့သို့သွားမယ်ဒီမှာအမည်ပေါ့အဲ့နေရာလေးမှာခုနကကျွန်တော်တို့မှာ Gmail ကတော့ဝေဖြိုးအောင်လားအဲ့မှာပေါ်လာပြီเนาะ auto ဝေဖြိုးပေါ်လာတယ်ကျွန်တော်ဝေဖြိုးအောင်နဲ့တကယ်ဆိုအဲ့ဒါမပေါ်ရဘူးเนาะသူကပေါ်ရမှာ Gmail ပဲပေါ်လာမှာ PHYO ဖြိုး AUNG အောင်เนาะကျွန်တော်ရဲ့အမည်တကယ်ဆိုခုနကဟိုဒါ Gmail တန်းပေါ်လာပြီဆိုရင်တန်းပြီးတော့သွားပြီเนาะအဲ့ဒါသွားပြီဟိုတော့ Gmail မပေါ်လာတဲ့အတွက်ကြောင့်မလို့နော်လာ9လ1990ဒီမှာအမျိုးသားပြန်ပြီးတော့ဖြည့်ပေးလိုက်မယ်เนาะခုနဒီမှာဖုန်းနံပါတ်တောင်းတယ်เนาะခုနကသူဒါဒီထဲမှာကျွန်တော် Gmail တစ်ပြန်ရှာရမယ်ခုနကကျွန်တော်ဖွင့်ထားတဲ့ Gmail ကို
ဒီလိုမတက်လာသေးဘူးနော်ဒါအရင်ကျွန်တော်အကောင့်မှာရှိတဲ့ Gmail တွေသူကဒီမှာဖုန်းနံပါတ်နဲ့လည်းဖြည့်ခိုင်းတယ်နော်ဖုန်းနံပါတ်နဲ့ကျွန်တော်ဖုန်းနံပါတ်နဲ့မဖြည့်ချင်ဘူးလား email လိပ်စာနဲ့တွားမယ်နော်ဒီမှာ email လိပ်စာနဲ့အောက်မှာတက်လာအမှခုနကကျွန်တော်ဖွင့်လိုက်တဲ့ဒုတိယအကွက်နော်အောက်ဆုံးမှာနော်ကျွန်တော်ကမှတ်မိတယ်နော်အမှအကွက်နေလိုက်မယ်ရှေ့သို့သွားမယ်နော်အမှစကဝတ်တောင်းပြီစကဝတ်မှာကျွန်တော်ရဲ့စကဝတ်က PHYO ဖြူ HYO ဖြူနော်ဖြူထည့်လိုက်ပြီဒါဆိုရင်မှတ်ပုံတင်ရန်နဲ့ပေါ်လာပြီနော်အမှအချိန်လေးကတော့နည်းနည်းတော့ကြာတာပေါ့ဒါလေးကိုအချိန်လေးပြီးပြီးတော့စောင့်ကြည့်ကြည့်ပေါ့နော်ဟုတ်ပါသည်တဲ့ကျွန်တော်ကောက်ကိုရှာပါတဲ့နော် Facebook ကတခုရှိပြီးသားလားတဲ့ဟုတ်ပါကောက်တည်ဖွင့်ပါတဲ့နော်ကျွန်တော်အောက်ကိုကြော်လိုက်တယ်ဒါ Facebook တွေကမဖွင့်တာကြတော့ design တွေအမျိုးမျိုးupdate တွေမြင်တာတော့အမျိုးပြောင်းနေတယ်နော်ကျွန်တော်အောက်မှာကြော်လိုက်တယ်နော်ဒါလေးမိတ်ဆွေတို့တရားလေးကြည်ထားပေးပါကြော်လိုက်တော့သူပွင့်သွားပြီခုနကအကောက်ဟောင်းအပေါ်ထက်နဲ့အကောက်ဟောင်းကိုသွားလိုက်မယ်လीနော်အဲ့လိုမသွားရအောင်အောက်ကကျွန်တော်ကြော်လိုက်တာအဲ့တော့တစ်ဖုန်းနဲ့တစ်ဖုန်းကတူကျင်မှတူမယ်ကြုံလာတဲ့ခါကျရင်လုပ်လို့ရအောင်ဒီမှာဓာတ်ပုံလေးကိုထည့်မယ်ဓာတ်ပုံထည့်မယ်ဒီမှာဓာတ်ပုံရိုက်မယ်ဓာတ်ပုံပြကန်းကိုရွေးမယ်ပေါ့နော်ဘယ်ပုံလေးကိုရွေးချင်လဲကိုနဲ့အဆင်ပြေတဲ့ပုံလေးပေါ့ဖိုင်တွေဒီထဲမှာနိုင်ချင်းနဲ့မနေဘူးတော့မှကြော်သွားပြီနော်အဲ့တော့ကျွန်တော်နဲ့အဆင်ပြေပုံလေးယူရင်ကောင်းတယ်ဒီတော့ပဲကြည့်ရအောင်ပုံထည့်လို့ရအပုံမထည့်လိုက်မယ်နော်အမဒီချိန်ပြလိုက်မယ်နော်ပုံယူလိုက်ပြီးသွားပြီနော်ဒါမရှိတခြားလေးလိုက်ကြည့်တာတော့ဒါဖွင့်မတက်တဲ့သူတွေတော့ဖွင့်လို့တက်အောင်ဒါအချိန်ပေးပြီးကျွန်တော်ပြပြပေးတာနော်ဝိုင်းလေးလင်းနေပြီနော်ဒီမှာပေါ်လာပြီနော်ပေါ်လာပြီငယ်ချင်းများတော့ပူမြင်ရှာဖွေနိုင်မှုတော့ဆက်သွယ် edit လုပ်ခြင်းကိုဖွင့်ပါဖွင့်မယ်လို့နော်ဖွင့်ပြီးလိုက်မယ်ကျွန်တော် line နှိပ်မယ်အကုန်လုံးပဲသူတငယ်ချင်းအခိုင်းမယ်လीနော်အဲ့ဒီမှာမအပ်ဘနဲ့ကြော်သွားလိုက်ရဖြစ်နိုင်တော့ကြော်သွားရင်ပူပြီးတော့ကောင်းတယ်ဘာလဲတငယ်တို့ကျွန်တော်ဒါတငယ်ချင်းကိုအပ်လိုက်မယ်ဆိုရင်ဒါတငယ်ချင်းအဟောင်းတွေကိုယ်တွေကိုပြန်ပေါ်လာလိုက်မယ်လीနော်အဲ့ဒီတငယ်ချင်းအဟောင်းတွေမပေါ်လာရအစ်စ်တွေပဲသွားမယ်ဆိုရင်တော့ပြန်ပြီးနောက်ပြန်ဆုတ်လိုက်မယ်ကျွန်တော်နောက်မှနော်တငယ်ချင်းအဟောင်းတွေမသွားတော့အစ်စ်ကိုကြော်လိုက်မယ်ဆိုရင်အဲ့ဒီတငယ်ချင်းတွေမရှိတော့နော်ကြော်လိုက်ပြီးအဲ့ဒီနေရာအောင်ဒါ Facebook ကတော့ပွင့်သွားပြီလीနော်ပွင့်သွားပြီဒါပေမဲ့သူကအဆင်ပြေအောင်တစ်စင်းကြော်သွားတာခုနကနေရာတွေကတကယ်ချင်းအဟောင်းတွေပန်လို့ဒီမှာစီးဝိုင်းလို့တဲ့ခါမှာအရင်လူဟောင်းတွေပဲဆိုတော့မိတ်ဆက်တဲ့ခါမှာအဆင်မပြေမှာဆိုလို့နော်ဒီမှာနော်ဒါတကယ်ချင်း9ဦးကိုသူအခိုင်နေနော်ဒီမှာ9ဦးအခိုင်နေအဲ့တော့ကျွန်တော်အဲ့ဒီ9ဦးမအပ်ဘူးကြော်သွားလိုက်မယ်နော်ကြော်သွားမယ်မအပ်တော့နော်အဲ့လိုကြော်အောင်အဲ့တကယ်ချင်း9ဦးအဲ့9ဦးနဲ့ပတ်သက်တဲ့သူတွေပဲဝင်လာလိုက်မယ်လीနော်အားကြောင့်မယူတော့အဲ့ဒါဆိုရင်ဒါအကောက်ပွင့်သွားပါပြီလို့နော်ဒါကျွန်တော်ရဲ့အကောက်ဘိုင်းအကောက်ပွင့်သွားပြီနော်ဒီမှာနော်တင် profile ကိုဆက်လက်ပြင်ဆင်မလားတဲ့ပြင်လို့ရတယ်နော်ဒီမှာပြင်မယ်ဆိုရင်ပြင်လို့ရအောင်ဒါရသူတီနေရယူခုနကအကောက်ပွင့်သွားပြီနော်ဘန်ကောက်မှာနေတာလားနော်ဒီမှာဘန်ကောက်ဆိုရင်ဘန်ကောက်စင်ကာပူဆိုရင်စင်ကာပူကိုနေတဲ့နေရာဘယ်နေရာမှာနေတာလဲကြားတဲ့နေရာထည့်လို့ရတယ်နော်ဘန်ကောက်ဆိုရင်ဘန်ကောက်ထည့်မယ်အမှသိမ်းမယ်အဲ့ဒီနေရာတွေမထည့်ဘူးဆိုလို့ရှိရင်လည်းကြော်ရင်လည်းကြော်သွားလို့ရတယ်ဒီမှာကြော်သွားလို့ရတယ်ကိုကဟိုဖုံမကျွမ်းကျင်ဘူးပေါ့သိပြီးတော့မလုပ်တတ်ဘူးဘာတွေလည်းမသိဘူးပေါ်နေတယ်ဆိုရင်ကြော်မယ်ဟိုမှာအိမ်တော်ရင်းချင်းတွေအကုန်လုံးပေါ်လာပြီအကုန်လုံးကြော်သွားလိုက်နော်ကိုကြော်မှာကိုရဲ့ profile ရောက်သွားပြီဟုတ်တယ်မလားပြီးရင်ဒါကိုရဲ့ profile နောက်ခံပုံလေးကိုတင်မယ်ဒီကင်မရာလေးနဲ့နောက်ခံပုံတင်မယ်နော်တင်မယ်နောက်ကပုံပဲပုံတင်ကောင်းမလဲတရင်ယူလာပြီးတော့တရင်ယူလာပြီးပဲတင်လိုက်တော့မယ်နော်ခုအဲ့မှာနော်ဒါဆိုလို့ရှိရင်ဒါခုနောက်ကပုံ Facebook တကောက်ပြီးသွားပြီနော်ဒီဆောက်လိုက်ပြီနော်ပြီးသွားပါပြီလို့နော်
အားလုံးပဲအဆင်ပြေကြပါစေနော်